တီပေါ်များအတွက်2026ခုနှစ်ဇွန်လတလစာဟောစတန်အခြေရလာဇန်ပိုင်းမှာပွင့်လင်းရိုးသားစွာဆွေးနွေးပြောဆိုခြင်းကဆက်ဆံရေးကိုပုံမခိုင်မာလာစေပါလိမ့်မယ်ချစ်သူရှိပြီးသားဆိုရင်ယုံကြည်မှုကပိုအရေးကြီးလာပြီးတော့ပွင့်လင်းစွာနားထောင်မျှဝေခြင်းကတန်ရုံးစဉ်ကိုနှဆိုင်စေပါတယ်လူပြိုလူလို့ဆိုရင်တော့ကိုယ်နဲ့စိတ်နဲ့သဘောထားချင်းတူတူနဲ့ရေစက်စုံနိုင်ပေမဲ့လောဘတကြီးနဲ့အလောမဆိုင်ပါနဲ့အရာရာကိုပါဝါအတိုင်းပဲဖြစ်တည်စီစဉ်ပါစေလလယ်ပိုင်းမှာတော့အခြေရေးကဟန်ချက်ညီလာပါလိမ့်မယ်အခြေရေးမှာကိစ္စရပ်တွေကိုရိုးရိုးရှင်းရှင်းပဲတွေးပြီးတော့အလွန်အမင်းတွေးတောခြင်းကိုရှောင်ကျဉ်ရင်စိတ်ကြည်လင်မှုရပါမယ်လူပြိုလူလွတ်တဲ့အတွက်ကိုပြန်လဲသုံးသက်ပြီးကိုတကယ်ဘာလိုချင်လဲဆိုတာရှင်းလင်းစွာသိမြင်ဖို့အကျိုးရှိမဲ့အချိန်မှာလာရဲ့နှောင်းပိုင်းမှာတော့မိမိအတွက်အရေးကြီးဆုံးဖြစ်တဲ့ဆက်ဆံရေးတွေကိုပုံမပြောထောင်ပေးဖို့အချိန်ကောင်းဖြစ်ပါတယ်။သိငယ်ပြီးကျင်နာတဲ့အခိုက်အတန့်လေးတွေကလူအများကိုပုံမပြီးတော့နှီးဆက်သွားစေနိုင်ပါတယ်။လူပြိုလူလွတ်တွေအနေနဲ့ကိုပြန်လဲချစ်ခင်ပေးခြင်းအပြင်ကောင်းမွန်တဲ့စွမ်းရည်တွေကိုဆွတ်ဆောင်နိုင်ပါလိမ့်မယ်။လပုံကန်ဒီမှာမိမိနဲ့မိမိရဲ့လက်တွဲပေါ်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပုံမနားလည်လာပြီးစိတ်ရှည်မှုနားလည်မှုတွေကနဲ့အချစ်ကအေးချမ်းလာပါလိမ့်မယ်။ဆက်လက်ပြီးကျမ်းမာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။လာရဲ့အစမှာရုပ်ပိုင်းဆိုင်ရာသာမကအစိတ်ပိုင်းဆိုင်ရာပါကြန့်ခိုင်မှုရှိအောင်တည်ဆောက်ဖို့အာရုံစိုက်ပါနေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့လေးထားနဲ့အစားအသောက်ရွေးချယ်မှုတွေကိုသိငယ်တဲ့ပြောင်းလဲတွေကနေစတင်ပြီးတော့မွမ်းမံပါလလယ်ပိုင်းမှာခန္ဓာကိုယ်ရဲ့ထူးခြားတဲ့တိုးတက်မှုကိုသတိပြုမိလာမှာဖြစ်ပေမဲ့အလွန်အမင်းပြင်းပြင်းထန်ထန်မလုပ်မိပါစေနဲ့လှုပ်ရှားရုန်းကန်မှုတွေလိုပဲခန္ဓာကိုယ်ပြန်လည်အားဖြည့်ဖို့အနားယူချိန်ကလည်းထပ်တူအရေးကြီးပါတယ်စွမ်းရည်ပြေဝနေစေဖို့အာဟာရမျှတတဲ့အစားအစာတွေကိုဆက်လက်စားသုံးပြီးရေဓာတ်ပြေဝဂရုစိုက်ပါနောက်ကုန်ကန်ဒီမှာတော့ခန္ဓာကိုယ်ကပုံမနာယူဖို့တောင်းဆိုလာနိုင်ပါတယ်ခန္ဓာကိုယ်ရဲ့အချက်ပြမှုကိုဂရုစိုက်ပြီးလိုအပ်ရင်နေ့စဉ်လှုပ်ရိုးလှုပ်ဆွန်တွေကိုအနည်းငယ်ညှိနှိုင်းပြင်ဆင်ပါစိတ်ကျန်းမာရေးကိုပံ့ပိုးပေးဖို့ဒဏ်ရာရည်ခြင်းအသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဒါမှမဟုတ်တိတ်ဆိတ်စွာနေထိုင်ခြင်းတို့ကိုပြုလုပ်ပါဒီလအခြေခံရက်တီဗီကျန်းမာရေးလေးထားတွေကိုပေါ့ပပါလေးနဲ့စတင်ဖို့အကောင်းဆုံးပါပဲစိတ်နဲ့ခန္ဓာနှစ်ရက်လုံးကိုဟန်ချက်ညီညီတပြိုင်နက်တည်းတန်မာလာအောင်လှုပ်ဆောင်သွားမယ်အချိန်လည်းဖြစ်ပါတယ်ဆက်လက်ပြီးငွေကြေးပဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်အကယ်၍ဘတ်ဂျက်စနစ်အရသုံးစွဲနေသူတယောက်ဆိုရင်ဆက်လက်ပြီးတော့ထိမ့်သိမ်းပါလိုအပ်ရင်ပြင်ဆင်နိုင်ဖို့လက်လျောညီထွေမှုရှိပါစေအပေါ်သုံးစိတ်တွေကိုဖျက်တောက်တာမျိုးစားတဲ့နေ့စဉ်အလေးထားသေးသေးလေးတွေကနေကြီးမားတဲ့ဆူဆောင်းမှုကိုဖြစ်စေပါတယ်လလယ်ပိုင်းမှာတော့ရေရှည်ငွေကြေးလုံခြုံမှုရှိစေမယ့်ကိစ္စရပ်တွေကိုပုံမအာရုံစိုက်လာပါလိမ့်မယ်မိမိကိုစူးချခြင်းနဲ့စိတ်ပြင်းထန်နိုင်ပေမဲ့တကယ်အရေးကြီးတဲ့အရာအပေါ်မှာပဲအာရုံစိုက်ထားဖို့လိုအပ်ပါတယ်။ယင်းဒီမြုံနယ်မှုစိတ်ကူးရှိရင်တတိချာချာအချိန်ယူပြီးတော့သူတည်နာပြုပါအလောတကြီးဆုံးဖြတ်ချက်ချခြင်းမျိုးကိုရှောင်ခြင်းပါရက်တွေကုန်လွန်သွားတာနဲ့အမျှပညာရေးမှာယင်းဒီမြုံနယ်တာဒါမှမဟုတ်အငိမ့်စားစီမံကိန်းချထားမျိုးစားတဲ့ခိုင်မာတဲ့အခွင့်အလမ်းတွေပေါ်လာနိုင်ပါတယ်။ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေမှာစိတ်ခံစားချက်ကိုအခြေမခံပဲပုံမူကြီးမားတဲ့ရေရှည်ပန်းတိုင်တွေကိုပဲကြည့်ပါနောက်ကုန်ကန်ဒီမှာတော့ငွေကြေးအခြေအနေကပုံမခိုင်မာအားကောင်းလာပါလိမ့်မယ်စူဆောင်းငွေတွေတိုးတက်လာတာကိုမြင်ရနိုင်တယ်လို့အပေါ်ဝင်ငွေဒါမှမဟုတ်ငွေကြေးပံ့ပိုးမှုအနေနဲ့ရရှိနိုင်ပါတယ်အနာဂတ်ကိုတကယ်အကျိုးမပြုဘူးဆိုရင်တန်ဖိုးကြီးပစ္စည်းတွေလော်တကြီးဝယ်ယူတာမျိုးကိုရှောင်ကျဉ်ပါစဉ်းစားချင်းနေပါအခုတစ်ခါမှာတော့အလောက်ကန်တံမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုဆက်လက်ပြီးပြောပြချင်ပါတယ်အရေးကြီးတယ်လို့ထင်ရပေမဲ့တကယ်တန်ဖိုးမရှိတဲ့အစည်းအဝေးတွေသို့မဟုတ်တောင်းဆိုမှုတွေကိုတတိထားရပါမယ်နောက်လေပိုင်းမှာဩဇာညောင်းသူတဦးထံမှာဖိအားတွေရှိလာနိုင်ပေမဲ့သူ့ကိုအထင်ကြီးစေဖို့ကိုအလွန်အမင်းအပင်မခံပါနဲ့ကိုယ့်ရဲ့အားသာချက်အရေးချင်းအစစ်အမှန်တိုင်းပဲလှုံ့ဆော်ပါစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့အသုံးမဝင်တော့တဲ့စာချုပ်ဟောင်းတွေကရိယာတွေနဲ့ဝန်ဆောင်မှုတွေကိုပြန်လည်စစ်ဆေးပြီးထောက်ချပါလာရဲ့နောက်ပိုင်းမှာတော့ခင်းနဲ့မလျော်ညီရောတဲ့နီလန်းဟောင်းတွေကိုဆွမ်းလော့လိုက်မယ်ဆိုရင်လုပ်ငန်းခွင်တိုးတက်မှုတွေရရှိနိုင်မှာဖြစ်ပါတယ်ဒါဟာရိုးသားတဲ့ဝေဖန်ကြံပြူးချက်စိန်ခေါ်မှုဒါမှမဟုတ်ဥတီပြောင်းလဲမှုတစ်ခုကနေတစ်ဆင့်ဖြစ်လာနိုင်ပါတယ်အပြောင်းလဲကိုယုံကြည်ပါအဲ့ဒီအပြောင်းလဲကပိုကောင်းမွန်တဲ့နေရာစီကိုဥတီပြီးတော့ခေါ်ဆောင်သွားပါလိမ့်မယ်လက်ကုံကန်နီးလာတာနဲ့အမျှလှုပ်ဆောင်ချက်တွေကပုံမထင်ရှားလာပြီးတော့လူသိများလာပါလိမ့်မယ်စီမံကိန်းတွေအချိန်ဟုန်ရလာနိုင်ပြီးတော့ကိုယ့်ရဲ့အနာမည်ကလုပ်ငန်းခွင်မှာပုံမလေးနဲ့ပြီးအရေးပါလာပါလိမ့်မယ်ရလက်တွေကိုအလောတကြီးမတောင်းဆိုပဲနေ့စဉ်လှုပ်ရိုးလှုပ်စင်တွေကိုခိုင်မာအောင်လုပ်ရင်လက်ကုံပိုင်းကိုတည်ငြိမ်စွာနဲ့ဖြတ်သန်းဖို့လိုအပ်ပါတယ်အခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးချင်ပါတယ်စာမေးပွဲအတွက်ပြင်ဆင်နေတာပဲဖြစ်ဖြစ်အဓိကတာဝန်တွေကိုလှုပ်ဆောင်နေတာပဲဖြစ်ဖြစ်စနစ်တကျနဲ့စိတ်ကြည်လင်စွာရှိနေခြင်းကသင်ရဲ့အားသာချက်ဖြစ်လာပါလိမ့်မယ်အာယုံပြန့်လွင့်စရာတွေကိုရှောင်ပါစာလေးလာတဲ့အလေးထားတွေကိုနည်းနည်းချင်းပြောင်းလဲပေးုံနဲ့ကြီးမားတဲ့အကျိုးသက်မှုရှိစေပါတယ်အကူအညီတောင်းဖို့ဝင်မလေးပါနဲ့ဒီခရီးကိုတယောက်တည်းဖြတ်သန်းနေရတာမဟုတ်ပါဘူးလလယ်ပိုင်းမှာသင်ယူလေးလာရတာပုံမချုံမွေလာပြီးသဘောတရားတွေကိုအလွတ်ကျက်တာနဲ့တကယ်နားလဲအောင်အာယုံစိုက်ရင်ပုံမလွယ်ကူလာပါလိမ့်မယ်ခက်ခဲတဲ့ဘာသာရပ်တွေကိုအချိန်ယူပါတဆင်ချင်းစီပြန်လဲသုံးသက်ခြင်းကချင်းလင်းမှုကိုဆောင်ကျင်းပေးပါလိမ့်မယ်တည်ငြိမ်ပြီးလက်တွေ့ကြတဲ့ချင်းကပ်မှုကထိရောက်မှုရှိနေတာမို့စိတ်ရှိနဲ့အဆက်မပြတ်ကြိုးစားပါရက်တွေကုန်လွန်လာတာနဲ့အမျှလေးလာထားတဲ့စာတွေကိုမှတ်မိဖို့ပိုမိုလွယ်ကူလာတာကိုတွေ့ရပါလိမ့်မယ်
ခက်ခဲတဲ့အကြောင်းအရာတွေကိုအပိုင်းအစလေးတွေခွဲခြမ်းစိတ်ပြပြီးစနစ်တကျလေးလာကိုင်းတွယ်နိုင်ပါတယ်သင်ရဲ့လမ်းကြောင်းပေါ်မှာပဲဆက်ပြီးတော့ရှောက်ပါသင်ငယ်တဲ့နှောင့်နှေးကြံ့ကြာမှုတွေကြောင့်စိတ်တက်မကြပါစေနဲ့ဒီလကုံပိုင်းမှာအာယုံဆက်နိုင်စွာကပုံမနှဆိုင်လာပြီးတော့အဆက်မပြတ်စ조사အထောက်မှုကြောင့်အောင်မြင်မှုကလက်တက်ကမ်းမှာရှိနေပါတယ်ဒီလအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့ channel ကနေပြီးတော့လစဉ်လာတိုင်းမှာ12လရာသီပွားများအတွက်တလစာဟောစတမ်းများဆောင်ရန်များကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါရှင်ရှင်လန်းရှင်းမိကြပါစေရှင်